လုံးဝမင်္ဂလာပါဝေချင်တယ်မှာကြိုဆိုပါလေအလုံးနဲ့လည်းမတွေ့ရကြဘူးပေါ့ကျွန်တော်ဒီနေ့ပိုင်းကျောင်းကိစ္စကိုနဲ့ဒီလှုပ်ရှုပ်နေရတယ်ပေါ့နော်စာလည်းမတင်ဖြစ်ဘူးဗီဒီယိုလည်းလုံးဝမတင်ဖြစ်ဘူးကျွန်တော်ရင်တော့ဗီဒီယိုထဲမှာလည်းပြောခဲ့ဘူးလို့ထင်ပါတယ်ကျွန်တော်2020မှာMSc scholarship နဲ့ဂျပန်ကိုရောက်လာခဲ့ရပဲဖြစ်တယ်ဂျပန်စာ language ကိုတနေ့တက်ပြီးတော့အချိန်ညတော့college ကိုနည်းနည်းတက်ခဲ့ပါတယ်ဒီနေ့မှာကျွန်တော်埼玉တက္ကသိုလ်ကိုဒီ scholarship extension နဲ့ပဲဝင်ပြီးတော့အချိန်ညတော့အခု management နဲ့ပတ်သက်ပြီးတော့တက်နေရပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ပြန်ပြီးတော့အချိန်ညတော့ဂျပန်စာတက်တဲ့တရုတ်စာတန်းကို YouTube ပေါ်မှာပြန်ပြီးတော့အချိန်ညတင်တော့ပေးဖို့စီစဉ်ရှိပါတယ်ပြီးရင်ပေါ့နော်ဂျပန်စာစင်းကကျင်းနေဖြစ်တယ်ပေါ့နော် Okay thank you လည်းအတန်းဖွင့်အောင်ပေးဖို့အစီအစဉ်ရှိပါတယ်အဲ့အပြင်ပေါ့နော်ဂျပန်မှာ college ကနေပေါ့နော် university ကိုဘယ်လို join ခဲ့လဲပေါ့နော်ပြီးရင်ဒီ埼玉 University ဘယ်လိုမျိုးလဲပေါ့နော်အဲ့ဒါပတ်သက်ပြီးတော့အချိန်ညကလည်းဘယ်လိုလေးလဲရတော့ပြဖို့အစီအစဉ်ရှိပါတယ်အဲ့ဆိုတော့ကျွန်တော်တွေ့ကြမယ်နော်